စိုက်ပျိုးရေးနီးလန်းနဲ့ပတ်သက်ပြီးပြောပြမယ်။ဒီနံတွေအောင်မြင်စွာရိတ်သိမ်းလိုက်ရပေမဲ့သိမ်းစီးတဲ့အခါမှားသွားရင်ရက်ပိုင်းတွင်းမှာပျက်စီးသွားနိုင်ပါတယ်။ဒါကြောင့်ရိတ်သိမ်းပြီးနောက်သိမ်းစီးနည်းကိုတည်ထားဖို့အရေးကြီးပါတယ်။ပထမဆုံးသတိရရမယ့်အချက်တွေကတော့ရိတ်သိမ်းချိန်မနက်ခင်းနေမထွက်ခင်ဒါမှမဟုတ်နေဝင်ပြီးချိန်မှာရိတ်သိမ်းပါ။ဒီချိန်ကအပင်မှာအစိုးတက်အများဆုံးရှိပြီးသိမ်းစီးရင်ကြားရှိခံပါတယ်။ကင်တွယ်ပုံအသီးရွက်တွေကိုညံသာစွာကင်တွယ်ပါအနာရောဂါမဖြစ်အောင်ဂရုစိုက်ပါရေဆေးခြင်းသိမ်းစီးခါနီးမှာရေမဆေးပါနဲ့ဆိုစွတ်နေမိုးတက်ဖို့အလားအလာများပါတယ်သုံးတော့မဲ့အချိန်မှာရေဆေးပါအခုသီးနှံအမျိုးအစားလိုက်သိမ်းစီးနည်းတွေကိုပြောပြမယ်ပထမအုပ်စုအေးပြီးဆိုစွတ်တဲ့နေရာလိုအပ်တဲ့အသီးရွက်တွေဒါတွေကရေခဲတစ်တာထဲမှာသိမ်းသက်ပါတယ်ဥပမာဆက်လက်ရွက်ဟင်းနုံနွယ်ကြိုက်လန်ဘရိုကိုလီမုံလောက်ဦးနီသိန်းနီအရွက်တွေကိုဆိုးဆွတ်တဲ့စက်ကူတုပ်ပွားနဲ့ထုတ်ပြီးအပေါက်ဖောက်ထားတဲ့ပလတ်စတစ်အိတ်ထဲထည့်ပါဒါမှမဟုတ်လေလုံးနဲ့ပူတဲ့ထည့်သိမ်းပါဒါကအစိုးတက်ကိုထိန်ပြီးအရွက်တွေမညှိုးအောင်ကာကွယ်ပေးပါတယ်ဒုတိယအုပ်စုအေးပြီး6တွေ့တဲ့နေရာလိုအပ်တဲ့အသီးရွက်တွေဒါတွေကရေခဲတက်တာထဲမထည့်သင့်ပါဘူးအေးပြီးမှောင်တဲ့ပြီးတော့ဒါမှမဟုတ်မြေအောက်ခန့်မှာသိမ်းပါဥပမာအာလူကြက်သွန်နီကြက်သွန်ဖြူရွှေဖယုံဒီသိန်းနီလေဝင်လေထွက်ကောင်းတဲ့အိတ်ဒါမှမဟုတ်ချင်းနှောင်းထဲမှာသိမ်းပါအာလူနဲ့ကြက်သွန်ကိုအတူမသိမ်းပါနဲ့ကြက်သွန်ကအာလူကိုပူမြန်ပုတ်စေပါတယ်တတိယအုပ်စုအခန်းပူချိန်မှာသိမ်းရတဲ့အသီးနှံတွေခဲန်းကျင်သည်နှပြောသည်ထိုးပတ်သည်ရေခဲတက်တာထဲထင်အရသာပြတ်ပါတယ်နောက်ထပ်အရေးကြီးတဲ့နီလန်တစ်ခုက curing အချောက်ခံခြင်းမှာအာလူကြက်သွန်ရွှေဖယုံသီးတို့လိုသီးနှံတွေကိုရိတ်သိမ်းပြီးရင်တစ်ပတ်ကနေ2ပတ်လောက်ပူပြီးချုပ်တဲ့နေရာမှာထားပေးပါဒါကအပေါ်ရန်အခုံကိုမာကျိုးစေပြီးကြာရှည်ခံစေပါတယ်ဒီနီလန်တွေကိုလိုက်နိုင်ကိုစိုက်ထားတဲ့အသီးရွက်တွေကိုလပေါင်းများစွာသိမ်းဆည်းစားသုံးနိုင်ပါတယ်နေ့စဉ်9မိနစ်စာဒီလိုစိုက်ပျိုးရေးနီလန်တွေကိုလေ့လာပြီးစိုက်ပျိုးရေးပညာရှင်ဖြစ်ဖို့ဖော်လို့လုပ်ထားပါ